အရန်ကိုစားကောင်းနေတဲ့ရုပ်ပဲနော်ခီးသွားရင်လေစားတော့ဆရာတွေကအရန်စီကြည့်ရဲလို့ထင်တဲ့သူတွေချင်းမီနီမတ်ကလေးတွေမှာစားကြည့်ပါလို့အကြံပေးခြင်းတယ်ဒါပေမဲ့မီနီမတ်တွေကလည်းစားကောင်းတဲ့မီနီမတ်တွေရှိတယ်လို့စားမကောင်းတာတွေလည်းဂျုံရတတ်တယ်ပေါ့နော်ဒါပေမဲ့သူကလေဆက်မီနူးလေးတွေရောမှာလို့ရပြီးတော့အဲ့လိုတောက်ဆရာတစ်ခုခုနဲ့စားဆရာတစ်ခုခုဆိုလို့ရှိရင်အပြင်မှာဝယ်စားတဲ့စီထက်ဝက်လောက်တောင်တက်တာတယ်ကျမရဲ့ထုံးစံကျမရဲ့ ticket ကြံခဲ့တာဒါပေမဲ့ open ticket ဆိုတာကြိုက်တဲ့အချိန်သွားကြိုက်တဲ့ date ပြန်လို့ရပါတော့ဒီနေ့2နာရီခွဲနဲ့ပြန်လဲကွာရုပ်ကလေးဆောက်ရနေတကယ်တမ်းတောက်ချင်တာ coffee ပါဒါပေမဲ့ဒီချိန်က coffee တောက်လို့လုံးဝအဆင်မပြေဘူး feeling dizzy and don't look alright ရပြီမတရုပ်တွေပါဆောင်ပြလိုက်တယ်ဒီမှာထားပါလို့ရပါပြီဒီမှာထိုင်ပြီးစားမယ်ပေါ့နော်ဒါကကျမရဲ့ငကမောက်တီးဒါကျမကမှထားတဲ့ chicken kebab ထိုင်ပြီးစားပါလေဗီယက်နမ်ကကျွန်းနေတဲ့ဖိလစ်ပိုင်ကျွန်းတွေလည်းကုန်ပြီလေကိုအင်ဒိုနီးရှားကျွန်းတွေမှာဒီအသားမမဲဘဲသားမဲမှာတော့ဒါလည်းအရန်ချိုးတယ် too sweet and too salty my stomach မနက်စာတစ်မျိုးတည်းမှာပဲ3-5မျိုးလောက်ရွေးစရာရှိခဲ့အောင်လုပ်ပေးတဲ့အမေကိုတော့အရန်သတိရသွားတယ်ဒါတော့လူစားနေပြန်လဲဂိမ်းကတော့return ticket ကတော့တစ်ခါဝယ်တယ်ဒါပေမဲ့သူကတော့ return ticket ဝယ်ရသလားမဝယ်ဘူးဆက်စံတာလို့ပြောရတယ် return ticket မပေးလို့သူတို့ video တွေပါကောက်ရနေ easy to buy a return ticket but it is not easy to get a return ticket နောက်ဆုံးတော့ရသွားပါပြီတကယ်တမ်းတော့လူတစ်တော့လေသူတို့ကလေ ticket ကိုမပေးချင်တာလားမသိဘူးတော်တော်ကိုစောင့်လိုက်ရတယ်နောက်ခီးတွေမှာတွေ့ကြမယ်